အကျွေးမရှိတဲ့သူဟာဆင်းရဲရင်တောင်လွတ်လပ်တဲ့သူဖြစ်တယ်လူအတော်များများကကားအကောင်းစားစီးနိုင်ကြတာကိုချမ်းသာတယ်ထင်ကြတယ်အိမ်ကြီးကြီးနဲ့နေနိုင်တာကိုအောင်မြင်တယ်ထင်ကြတယ်အစားအသောက်ဈေးကြီးပေးပြီးစားတောက်နိုင်ကြတာကိုနှက်ပြီးရောက်နေတယ်လို့ထင်ကြတယ်တချို့ကအပြင်မှာတော့အပြုံးနေနဲ့နေကြပေမဲ့စိတ်အတွင်းမှာတော့အကျွေးဖိစီးမှုတွေနဲ့နေတိုင်းပင်ပန်းနေကြတယ်သူများကိုနေနိုင်စားနိုင်ကြောင်းပြမှစိတ်ချမ်းသာမှုရတာမဟုတ်ဘူးအကျွေးကင်းတဲ့ဘဝကသာတကယ်စိတ်အေးချမ်းမှုကိုပေးနိုင်တာပါလူ2ယောက်ရှိတယ်ဆိုပါစို့တယောက်ကကားအသစ်စီးတယ်ဖုန်းအသစ်သုံးတယ်ဒါမဲ့လစဉ်အကျွေးဆက်ဖို့အတွက်ဆက်နိုင်ဖို့အတွက်ကိုပဲသူ့ရဲ့စိတ်ကစိုးရိမ်စိတ်နဲ့နေရတယ်နောက်တစ်ယောက်ကဆိုင်ငယ်အဟောင်းလေးပဲစီးတယ်အဝတ်အစားလဲရိုးရိုးချင်းချင်းပဲဝတ်တယ်သူများတွေလိုဝတ်စားတာမခန့်ညားပေမဲ့လို့သူ့မှာအကျွေးဆိုတာမရှိလေတော့ညအိပ်ရင်စိတ်အေးတယ်မနဲ့နိုးလာရင်လဲဘသူ့ကမှကြောက်မနေရဘူးလာပဲကုံကုံနှစ်ပဲကုံကုံသူဟာစိတ်ချမ်းသာမှုတွေနဲ့ဘဝမှာလွတ်လပ်ခြင်းတွေနဲ့ပါအမှန်တော့လူဘဝဖြစ်လာပြီဆိုတဲ့ကပူပင်မှုတွေအလိုလိုရှိလာတာမှန်ပေမဲ့အဓိကအကြောင်းရင်းကတော့အကျွေးတွေရှိနေရင်ပိုပြီးစိတ်တော့ကရောက်ကြရတာပဲမဟုတ်လားတကယ်တော့စိတ်လွတ်လပ်မှုစိတ်အေးချမ်းမှုဆိုတာပတ်စံတွေအများကြီးရှိခြင်းမဟုတ်ဘူးစိတ်ဖိစီးမှုနဲ့ပြီးကိုယ့်ဘဝကိုကိုယ်ပိုင်နိုင်ခြင်းပဲဖြစ်တယ်ဒါကြောင့်လိုအပ်တာလောက်ပဲအသုံးပြုပြီးတဖြည်းဖြည်းချင်းပဲဖြစ်ဖြစ်အကျွေးကင်းတဲ့ဘဝကိုတည်ဆောက်ပါနှေးနေလို့အရေးမကြီးဘူးစိတ်အေးချမ်းသွားဖို့ကပို့အရေးကြီးတာပါအားလုံးပဲအကျွေးကင်းတဲ့ဘဝကိုအမြန်ဆုံးရောက်နိုင်ကြပါစေလို့အဘဆုတောင်းပေးပါတယ်